မကလာပင်ဒီမှာဟိုအနေနဲ့ pro ကရာ pro နဲ့ထုတ်တယ်ဘာလို့ဒီကိုထုတ်တယ် file ကိုဆောက်လဲ new ပေါ့ဒီကနေတော့ဒီမှာကိုကရှိတယ်ကို stream က guitar ဝါရီပါရီ stream ဆိုမှဒါတွေက MIDI နဲ့သွားတာတွေပါပဲ guitar နဲ့ထွက်ချင်တာ orchestra အဲ့ဒါမို့ drum လား MIDI တီးတယ်လားလွယ်တာကျတော့ acoustic guitar ပေါ့နော် acoustic guitar ကိုရွေးလိုက်ပြီးသွားရင် stick guitar ပေါ့နော် stick guitar ကိုရွေးလိုက်ရွှေ့မှာဒီမှာတော့နှစ်ဆိုတော့အဲ့ဒါ number system ပိုရောက်မှချိန်နေလေရတယ် number system ဆိုတော့ကွာ standard notation ဒါ number တစ်ခုရထားတယ်မှာ number လေးအဲ့ဒါ number system ဆိုတော့က2 1 2 3 4 software တွေဟိုဟာတွေလို့ခေါ်တယ်တယောက်လို့အပေါင်းဆိုလားပဲအဲ့ဒါနော် system တဲ့တရားမှာ create ကိုရလာပြီမြင်ချက်လိုက်မြင်ချက်ပြီးရင် file ကိုတော့အဲ့မှာ style sheet ကိုတော့မယ်style sheet ကိုသွားပြီးတော့ global score properties မှာအဲ့သူ့ရဲ့ millimeter မှာ 2.3 ကိုရွေးလိုက်စလုံးကြည့်ပါလိမ့်မယ်ကြည့်လိုက် plan ပေးလိုက်မယ်။အော်စလုံးကြည့်ရတာအဲ့ဆိုအဆင်ပြေတယ်ပါ။စလုံးကြည့်လိုက်ပြီးကျွန်တော်လေးတော့နောက်မှလိုလိုပြင်ဒီမှာတိတ်ကနော်ပြီးတော့ပြီဆိုတော့ねဟိုညာဘက်တောင်ဟုတ်လားအလဲကိုအောက်ချီမှာပေါ်ပြီးမှာညာဘက်ကဘားတွေဘက်ကအော်တွေကိုဖွင့်ပြီးမှသူရဲ့ tools မှာ post ပေးနေရတယ်နော်ကြည့်ရမှာညက်ပဲနှိမ့်လိုက်တိုက်တဲ့ concept တွေရဟုတ်ပြီနော်အဲ concept မှာလည်းကိုချက်တဲ့ font နဲ့ကိုတုံးသွားချင်တယ်အဲဒီ font တွေကိုရွေးရပြီတော့ဒါလေးပေါ့နော် font တွေတော့တိတ်ရေးတော့မကြည့်တာပေါ့ဒါကြီး artist တွေသူပညာဆိုတော့ရေးတာဆိုတော့ဒီမှာဒီဟာကိုလုပ်ဖို့အတွက်ဒီမှာ track မှာပေါ်ရဆိုရင်ဒီ track မှာဆိုရင်ဒါဆိုရင် tab tabulation ကို tab note တွေပေါ်လာပြီကွယ်ပြီးတော့ဒီမှာဆိုဒါ staff note ပေါ်လာပြီဟောဒီမှာဆိုရင်ဒီကောင်ကဘယ်လိုပြန်လဲအဲ့ဒါကို simple note လားဘယ်လိုခေါ်လဲ slash notation slash note နော် slash ဝါရပေါ်လာပြီဒီကကိုသုံးမှာကဒီ1 2 3 4ကိုပဲသုံးမှာနော်သူရဲ့ junior က guitar junior က EADGP ဒီကွက်တီပဲဟုတ်ပြီကျွန်တော်ဒီမှာချိန်စရာမလို guitar သူ guitar အဲ့လည်းပြော guitar နော်guitar နဲ့လည်းမှန်သွားပြီ guitar နဲ့ပဲပေါ်အောင်လုပ်မှာဆိုအဲ့ဒါမို့ဒီမှာ visual ဝါရီပါတယ် guitar နော် KB နဲ့လုပ်မှာဆိုရင် KB ပါတယ်အဲ့ဒီမှာကိုက guitar ဟိုသမားပေါ့ကွာဗာလဲ keyboard မှာ MIDI နဲ့တီးမယ်ပါညာဆိုရင်လည်းဒီမှာ sound ဆိုတော့သွားပြီးတော့ MIDI capture ဆိုပြီးတော့နှိပ်လိုက်ပြီဆိုတော့ねအဲ့ဒါကျွန်တော် MIDI keyboard မှာတက်ထားလို့တက်ထားပြီဆိုတော့အဲ့ MIDI keyboard ထဲမှာတလုံးတီးဟို device နေနဲ့ကွာ multi device နေနဲ့ C ကိုတီးလိုက်မယ်ဆိုတော့ C ကိုဒိုပဲမှတ်ချင်မှတ်ပဲမီမှတ်ချင်မှတ်မယ်ဆိုမှတ်ချင်မှတ်မယ်ဒီချိန်မှာတလုံးပဲတီးလို့ရတယ်တကယ်လို့ကွာတာလို့ပေးတိုင်းကွာတလုံးမထွက်ပါအိမ်တို့ပေးတိုင်းအိမ်တို့တလုံးပဲတီးမှာတပြားနဲ့လက်ဆက်ကြောင်းတင်လိုက်ရင်အိမ်တို့တလုံးမထွက်ပါဘူးအဲ့လိုမျိုးအားကြောင့်လဲဆိုတော့ဒီ sound system မှာပေးတာ MIDI capture က beat per beat တပိချင်းဒီတော့တော့မှာ MIDI နဲ့နော် MIDI နဲ့တီးတာကတော့လွယ်ပါတယ်အဲဒီတော့ဒီမှာအခုချင်းပဲပြီးတော့စညာဘက်ကဟောပိတ်ဘယ်ဘက်ကဟောပိတ်ဒါလက်နဲ့ကိုယ့်ဘက်ကိုလုံးမဲ့ဟွာတွေအတွက်နော်တင်ငယ်ချင်းတွေအတွက်လက်နဲ့ဆိုရင်ဒီမှာဒီဟာတွေကိုတော့ဒီ step ရဲ့ notation တွေကိုတည်ထားမှာဒါဆိုရင်ကွာဒီမှာပေါ်လဲပေါ်တယ်ကွာဒါကိုနှိပ်လိုက်ပြီဆိုရင်မဟုတ်လားတစ်နှစ်ဆိုတော့တပတ်မှာ2နေရာပဲရှိရဆိုတော့တစ်လုံးဟပ်ပါပေါ့ဒါတပိမှာတစ်လုံးရှိတယ်ဥမာအဲ့ဒီတော့ကျွန်တော်တို့ဒါ whole note ဆိုတော့တပိမှာတစ်လုံးဒီဒါတွေရေးပြီးဆိုတော့ဒါ staff ကိုတော့ဒီအနေနဲ့များသိနေပါမယ်လေနော်အဲ့တော့ဟိုဟာမပြောတော့အဲ့ဒီတော့ကွာဒီမှာဒီအဝိုင်းကြီးက whole note ဆိုတော့ပြီးတော့ရင်ညာလေးနှိပ်လိုက်ဒီကောင်ကျတော့ half note ဆိုတော့တပိမှာနှလုံးပေါ့ညာတစ်ချက်နေဟဲ့လားနော်တပိမှာဒီကောင်ဒီနေရာကြီးဆိုတော့တစ်လုံးနှလုံးဒီမှာ quarter ဆိုမှရှိမလဲဘယ်တော့quarter တနေ့လာနော် quarter လုပ်ပြီးဒီမှာ8 note ဆိုရင်လာကျန်တယ်ဒါကဟိုဟာဖြစ်အောင်ရေးရတာဒါမျိုးပေါ့နော်ကိုပေါ့ဒီမှာ mouse နဲ့ပဲနှိပ်လိုက်ရ guitar mouse ဆိုလည်းဒီမှာ guitar visual ကိုရွေးပြီးတော့
ဒါမှတော့ပြီးပါပြီးပဲเนาะကိုဘလောက်ပဲလို့ voice နဲ့ထပ်နေပါစေဥပမာဒီမှာပါဒီမှာဆိုရင်ကွယ်ဒီမှာဒီမှာဒီကိုကြည့်မယ်เนาะဒီတလုံး TV ကဒိုပေါ့เนาะဒီမှာဒိုရေးပြီးပါပြီဒိုပေါ်မှာနောက်ထပ်ဘလောက်ပဲဆင်ဆင် voice တွေကတော့အတန်ဥပမာဒိုထဲမှာမီးထည့်တယ်ဆိုဒိုနဲ့မီးနေက multi voice တွေနဲ့ voice ကို voice ဝါဖြစ်နေမှာပဲเนาะဒီအတန်နှစ်ခုထပ်နေမှာဒါပေမဲ့နှုတ်ထဲမှာတစ်လုံးမရဲ့အဲ့ဒါအရင်ကောင်းတယ်တကယ်လို့အဲ့လိုမဟုတ်ဘဲနဲ့ကိုကလေ1 2 3 4မို့လို့အဲ့လိုမဟုတ်ဘဲနဲ့ဒို step 1လာတော့ထားကြည့်လိုက် step 1ကကျတော့သိတယ်မလားအာယုံကရန်နောက်တာပြီဒီဘက်ကောင်းကကျတော့လေဒီ multi voice လုပ်တဲ့အခါမျိုးတွေမှာသူက live ပေါ်တယ်ကွာလာတိုင်းမျိုးတွေပေါ်လာဒါပေမဲ့ဒီ1 2 3 4တော့ဒီလိုမျိုးထပ်ပြီးရေးတဲ့စနစ်မရှိတဲ့အတွက် AC ပဲဟိုကကျတော့တပီးထဲမှာ3လုံးတီမယ်4လုံးတီမယ်လေးပါတယ်ဖြစ်လာတဲ့အခါကျရင်ဒီ item ပေါ်တယ်အဲ့တော့ step တွေအဆင်မပြေအဲ့တော့ဒီ1 2 3 4ပဲရွေးလိုက်เนาะတကယ်လို့ step သမား step သမားဆိုရင်1 2 3 4နဲ့ပဲရေး1 2 3 4နဲ့ပဲရေးတဲ့အခါကျရင်အတန်တွေက2ထပ်3ထပ်တွေဖြစ်မှာကွာမတိုရဲ့နောက်မှာ function ရှိမှာဒါပေမဲ့တိုဆိုတိုပဲပေါ်တယ်အဲ့မျိုး fast ဆိုရင်လည်းသူ fast အဲ့လိုပဲပေါ်ပေးတယ်လေအဲ့တော့အဆင်ပြေတယ်ဒီမှာခုနကဆက်သွားမယ်ဒါပါလေဟဲ့ဒါ assistant တော့အောင်မြင်တဲ့ကြောင်တာပြီဒါပြောနော်အဲ့တော့တွဲရမယ်ဒီဟိုအလုပ်တဲ့ဘယ်လိုခေါ်လဲ subdivide ခွဲပါပေါ့နော်မ quarter uno bien ဒီမှာ quarter လာမယ်ဟုတ်ပြီဒီမှာ8 note လာပြီလား8 note နဲ့ system နဲ့ပေါင်းမယ်ဆိုလဲတည်ရည်လေးဟုတ်ပြီဟိုကဘားတွေက အများကြီးရှိတယ်အဲ့ဒါကအတည်ရည်ခြင်းနဲ့ဘားဆိုတာတော့ delete ဘားဆိုတာအကုန်လုံးဖြတ်သွားပြီနော်အခုဒီမှာ8 note နဲ့ system နဲ့တွဲမယ်ကွယ်ဒါဆိုဒီမှာ8 note ကိုဒါအနှုတ်တစ်လုံးရေးလိုက်မယ်ပြီးသားရင်ဒီမှာလာမယ်ဒီကောင်ကကျတော့ system နဲ့ရေးချင်တာအဲ့တော့ပြီးသားပြီဟုတ်လားအဲ့ဆိုရင်ဟုတ်လား system အဲ့နို့နဲ့တွေ့တာအဲ့ဒီလိုမျိုးအဲ့ဒီတော့ဒီမှာ phone note ရှိမယ် phone note ရှိမယ် have note ရှိမယ် quarter ရှိမယ် 8 note ရှိမယ် system ရှိမယ်30 second ရှိမယ်အဲ့ပြီးတော့ guitar သမားဆိုရင် guitar ရဲ့ဒီမှာသူရဲ့ step တို့ port တို့upload တာတို့ဒီ slide တို့ပါတော့အကုန်လုံးပေါ့နော် guitar နဲ့ပတ်သက် tremolo တို့ဒီမှာ40နော် mezzo 40အကုန်လုံးအများကြီးပါတယ်ကွယ်အဲ့ဒါတွေအတူဘယ်လိုနေရာတွေမှာတောင်းတက်လဲတော့ဒီ tab တွေရေးတဲ့အခါကျရင်ဒါတွေအတောင်းတက်တာပဲဟုတ်လားဒီ tab တွေနဲ့ရေးလာနောက်ပြီးတော့ကိုကရေးလာပြီးသားဟာစတော့ကြည့်ဟုတ်လားဒါ tab နေနဲ့ပြန် tab နေနဲ့ပေါ်တယ် slash နေနဲ့ပြန် slash နေနဲ့ပေါ်တယ်ပြီးတော့ကိုကကားအနေနဲ့ပေါ့နော် step နောက်နဲ့ step ဒီလို tab 1 2 3 4လဲပေါ်တယ်အဲ့ဒီမှာကိုကပြီးသွားပြီဆိုမှexport လုပ်မယ်ဆိုရင် PNG အနေနဲ့တပုံအနေနဲ့ထွက်လာမယ်အဲ့ဒါကိုကိုကတီးတဲ့ဟာကို meeting နဲ့ထုတ်မယ်ဆိုရင် meeting အနေနဲ့ထွက်လာပါပဲဟုတ်ပြီနော်ဒီတော့အဓိကတော့ဒီ1 2 3 4လေးရှိရတာတော်တော်အဆင်ပြေသွားတယ်ပြောလို့ရတယ်ဟုတ်တယ်မလား sounds ကို title ရှိမလား artist ပါညာကိုဒါရှိရတာအရေးမကြီးဘူးဒီ note တရထုတ်ဖို့ note တရထုတ်ဖို့ရေးစမ်းပါလဲ note လေးလှလှလေး note လေးတရခွာတက်ရက်လေးတို့ရေးနိုင်တော့အဲ့ဒါအဆင်ပြေတာပါပဲအဲ့ဒါလိုအပ်တာပါပဲနော်ဒါမျိုးလေးအကုန်လုံးဆရာဒီကောင်တော့ဖြည်းဖြည်းနဲ့နောက်ပိုင်းအချိန်တွေမှာလေဒါဟိုကနေလည်းဆိုင်တယ်ကွာပြောလို့ဆိုရင်ငွေချင်းတွေဆိုင်မှာအားလုံးဆရာတွေအဆင်ပြေနေဒါလေး tablet တစ်လုံးနေတယ်ဒီလက်လေးနဲ့သွားချာရေးတင်းနဲ့သုံးလေးရေးသူတန်တယ်လေးစီကတာ pro ရှိတယ်နော် tablet မှာလေဒါတွေကျွန်တော်တို့အများကြီးဆက်လုပ်ဖို့ရှိပါတယ်ဆရာတွေဘလို့ချုံးမိုးရသူတို့ဒီလေခုနေတော့သူအဲ့ရတဲ့မှာပဲထိုင်နေဟုတ်လားသူကသူစိတ်ကူပေါ်ချင်းနှုတ်လေးရေးမဲတိုင်းမျိုးလေးတွေကတာ pro software လိုဟာမျိုးတွေကျွန်တော်တို့ဟိုကကျွန်တော်ပါပဲရှာပြလို့မျိုးလုပ်ရှင်တာတွေအများကြီးရှိတယ်ဖြည်းဖြည်းချင်းပေါ့ဗျာကျွန်တော်လည်းစင်ပြေသေးဘူးဒါပေမဲ့လုပ်ဖို့ကျွန်တော်ပြင်ဆင်ထားရရှိတယ်ဂီတာဆိုရင်ဗျာမီဒီနဲ့တီးတဲ့လူတွေလည်းဒီမှာ1 2 3 4ထုတ်လို့ရပြီဟုတ်တယ်နော်ပြန်ပါဖြစ်လေမီဒီနဲ့တီးတဲ့လူထုတ်လို့ရပြီဆိုတော့ဒီပါအချင်းမှုလို့ဖြစ်နေမီဒီနဲ့တီးတဲ့လူတွေထုတ်ပါရင်ပြီးပါပြီဆိုရင်လည်းကိုယ့်ကိုဒီမှာဂီတာသမားတွေဆိုရင်ဂီတာကိုဘယ်နေရာဘာညာသေးမှာဒီဟာဒီမှာကီးဘုတ်သမားတွေတရားနေရေးမီဒီကီးဘုတ်သမားတွေတော့မီဒီရှိမှာမီဒီနဲ့အဲ့ဒါကိုချိန်ပြီးတော့လည်းမထုတ်လို့ရတယ်။ PD နဲ့ထုတ်မလားဒီ1 2 3 4ဟွာလေးထုတ်မလားကြီးလေးလည်းပဲပြီးတော့ဒီမှာကို star sheet တွေကိုပြင်နေတယ်ဆိုရင်ကို file တွေကိုတော့ star sheet တော့ဟုတ်လားဒါဆိုရင် page ပေါင်းဘယ်နှလမ်းမှာဥမာဆိုတော့
ဒီမှာ2 cm အဲ့ဒါပဲထားမှဆိုရင်အဲ့လိုမျိုးသူကပေါင်းချင်းကျဲတွေပါတော့ဒီ A4 paper ပေါ်မှာထောက်က15ထားတော့30ပဲပြတ်တော့တယ်ဟုတ်လားအဲ့ဆိုမှပေါ့ထောက်ကချင်းသွားတယ်လားအဲ့လိုမျိုးချုံပြီးတော့တော်လို့ရတယ်အဲ့ဒီကောင်းနေရာပို့ယူလို့ရတယ်ကိုစေးချက်ကိုဒီ design style sheet style ဘောနော်သူရဲ့ style website စကားပြော style ဘော style sheet ကိုပြင်မယ်ဆိုဒီမှာဒီ page ကဘယ်လက်မှ A4 size ဘယ်လက်မှ size ကဘယ်လောက်ကျွန်းနေ code diagram code ရေးတဲ့အခါ code တွေတက်လို့ရတယ်နော် PS code ထဲမှာဒါ system ဒါ step note တွေတဲ့အခါဒါကောင်းစင်လို့အောက်ချိန်မှာရေးမှာ copy ရပါညာဟောဒါတွေမလို့ဒါ text guide ဒါ set at the font size တွေပေါ့နော် font size တွေတော့မှာဒီတိုင်း just ပုံစံမျိုးလာမှာပေါ့ just code တွေလာဟုတ်လား just ပုံစံမျိုးတွေ class လာ class ကိုကောင်းပါလေရှင်းတယ်သူကတော့ဒါတွေရှိတယ်သူပို့ကံမလား notation မှာတည်ရတဲ့ method တွေနော်အဲ့မှာကိုကdynamic တွေဘာတွေရှိ dynamic သင်ကြတာမှာ40လို့ meso 40လို့ဒါတွေပါတဲ့ခါကျ dynamic တွေကဖြောက်ကြတယ်အဲ dynamic ဟိုဟာတွေရှိတယ်dynamic ဖြောက်တယ်နော်မျိုးစုံပဲအဲ့ဒီတော့ဒီဟာတွေကို simulate မှာဆိုတော့ metronome နော်ဒါတန်ဖို့ BPM နဲ့မှလည်းတော့ဟို automation တွေပါတယ်ဆိုတော့ပထမနေ့ပထမအတွင်းမှာ120နဲ့တောင်းမယ်နောက်ပထမနေ့ပထမအတွင်းမှာ360နဲ့တောင်းမယ်သူ automation နဲ့တောင်းရတယ်ဟုတ်လားဒါလေးလည်းပါတယ်ဆိုတော့မစိုးဘူးကပြည့်စုံတယ်ဒီလို1 2 3 4ရေးဖို့ကျွန်တော်နေရကမှကျွန်တော်ကတော့ notion မှာရေးတယ် notion မှာရေးမယ်အဲ့လိုကြီးကအဆင်ပြေမနေဘူးသိတယ်မလားဒီကောင်ပေါ်ပါနဲ့မိုက်တယ် notion မှာတော့ shortcut တွေတောင်းရတယ်ပေါ့နော်တော်ဗီဒီယိုရှင်းနေမယ်အဲ့ဒါလေးလုပ်ပြီးတော့နောက်လုပ်ဆရာရှိတယ်စင်ပေးကြပါစေဗျာ